OWIC ကတ်ရှိနေရင်တော့အင်ပြန်ဖို့ရောပြန်ထွက်ဖို့ရောမလွယ်ကူတော့တဲ့အခြေအနေတွေကိုသိရှိထားဖို့လိုအပ်ပါလိမ့်မယ်။အလုပ်သမားဝန်ကြီးဌာနကဧပြီလ28ရက်နေ့မှာထုတ်ပြန်ချက်အသစ်ထုတ်ပြန်လိုက်ပါတယ်။မေလ1ရက်နေ့ကစပြီးခွင့်နဲ့ပြန်မဲ့အလုပ်သမားတွေဟာသက်ဆိုင်ရာနိုင်ငံမှာရှိတဲ့မြန်မာတိုင်းရုံးကနေထောက်ခံစာအရင်ယူရတော့မှာဖြစ်ပါတယ်။လုပ်ရမယ့်အဆင့်ကတော့အလုပ်ရှင်စီကခွင့်စာအရင်ယူရမယ်။အဲခွင့်စာနဲ့အတူတိုင်းရုံးမှာထောက်ခံစာသွားလျှောက်ရမှာပါ။တိုင်းရုံးရှိတဲ့နိုင်ငံကလူတွေကတော့အနည်းဆုံးနိုင်ငံမှာရှိတဲ့တိုင်းရုံးတွေကိုသွားရမယ်လို့ဆိုပါတယ်။တတိထားမှာက OWIC ကတ်ထဲကအလုပ်ကိုင်နဲ့ခွင့်စာတွေကအလုပ်ကိုင်မတူရင်ကတ်စီပြန်လျှောက်ရပါမယ်။တကယ်လို့ခွင့်စာတူနဲ့ပြမယ်လိမ့်ရမယ်ဆိုရင်တော့ blacklist အမည်ပြစရင်တွင်ပြီးပြပထွက်ခွာခွင့်ပိတ်ပင်မယ်လို့တင်ပြထားပါတယ်။အခုလိုကန့်သက်ချက်အသစ်တွေကြောင့်အလုပ်သမားတွေကြားမှာတော့လုပ်ငန်းကြမ်းကြာမှုနဲ့လက်ပေးလက်ယူမှုတွေဖြစ်လာမှာကိုစိုးရိမ်နေကြပါတယ်။အခုနောက်ဆုံးရတဲ့သတင်းအရ OWIC ကတ်ရှိနေပါရဲ့နဲ့ကတ်ဘော်ကကုမ္ပဏီနာမည်နဲ့အမှန်တကယ်သွားလုပ်မဲ့ကုမ္ပဏီနာမည်မတူဘူးဆိုတဲ့အကြောင်းပြချက်နဲ့ဒီစိတ်မှာတားဆီးခံရသူအယောက်130အထိရှိလာပြီလို့သိရှိထားပါတယ်